မိတ်ဆွေကျွန်တော်တို့ပိုင်ဆိုင်တဲ့အုံနောက်ကိုစွမ်းအားတိုးချဲ့လို့ရတယ်ဆိုတာသင်သိပါသလားအုံနောက်ရဲ့ super power manual models အားကောင်းလာအောင်ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာအချိန်နှဲငယ်ပေးပြီးကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်မင်္ဂလာပါမိတ်ဆွေဒီနေ့ကျွန်တော်တို့အားလုံးမှာရှိနေပြီမဲ့သိမသိရဲ့အုံနောက်ရဲ့လျှို့ဝှက်စာအားတစ်ခုကြောင့်ပြောပြချင်ပါတယ်ကျွန်တော်တို့ဟာနေ့စဉ်ဆုံးဖြတ်ချက်တွေအများကြီးချမှတ်နေရပါတယ်ဒီဆုံးဖြတ်ချက်တွေအတိုင်းကကျွန်တော်တို့ရဲ့အောင်မြင်မှုနဲ့ဘဝရည်တွေကိုတိုက်ရိုက်တည်ရမှုရှိပါတယ်မန်နယ်မော်ဒယ်ဆိုတာကတော့ကျွန်တော်တို့ရဲ့စဉ်းစားသုံးသပ်မှုတွေကိုညီပုံလိုမျိုးဖော်ပြပေးတဲ့အုံနောက်အတွင်းကစနစ်တစ်ခုပါဒီမန်နယ်မော်ဒယ်တွေကကျွန်တော်တို့ရဲ့နေ့စဉ်ဆုံးဖြတ်ချက်90%ကျော်ကိုထိန်းချုပ်နေပါတယ်။တဲ့ရဲ့ manual model တွေကသာတိကျမှန်ကန်နေမယ်ဆိုရင်ဘဝမှာပိုပြီးမြင်မြန်ဆန်ဆန်အောင်မြင်နိုင်ပါပါ။ဒါပေမဲ့မိတ်ဆွေမှားယွင်းနေမယ်ဆိုရင်တော့အချိန်တွေအင်အားတွေအများကြီးဆုံးရှုံးသွားနိုင်ပါတယ်။ manual model ဆိုတာရိုးလေးပြောရရင်ပြဿနာတွေကိုနားလည်ဖို့ဆုံးဖြတ်ချက်တွေမြင်မြန်ဆန်ဆန်ချနိုင်မှုအတွက်သုံးတဲ့ဒုတိယတွေပဲဖြစ်ပါတယ်။ကောင်းမွန်တဲ့ manual model တွေရှိရင်ရှုပ်ထွေးတဲ့အခြေအနေတွေကိုလွယ်လွယ်ကူကူဖြေရှင်းနိုင်ပြီးမားတွေကိုလည်းထပ်တလဲလဲမလုံးမိအောင်ကာကွယ်နိုင်ပါတယ်။ဒီလိုရေးကြီးတဲ့ manual model တွေကိုဘယ်လိုပုံပေါ်တိကျပြီးကြိုးရှိအောင်လှုပ်ဆောင်နိုင်မလဲဆိုတာကိုဒီနေ့ပြောပြပေးသွားမှာပါ။အဲဒီအတွက် DSRB framework ဆိုတဲ့သိပ္ပံနည်းကျတွေးခေါ်မှု theory တစ်ခုကိုအခြေခံပြီးပြောပြပေးပါမယ်မိတ်ဆွေ။ဒီ framework ကိုတည်ထွင်ခဲ့သူကတော့ Dr. Derek Carrella ဖြစ်ပြီးသူက Carnegie Mellon University နဲ့ Cornell University မှာဆရာအဖြစ်သင်ကြားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ DSRB framework တွင် distinction ခွဲခြားသတ်မှတ်ခြင်း system စနစ်များ relationship ဆက်နွယ်မှုများ perspective ရှုထောင့်များဆိုတဲ့အခြေခံတွေးပုံစံ၄မျိုးပေါ်အခြေခံထားပါတယ်။ဒီ framework နဲ့အုံနောက်ရဲ့လှုပ်ဆောင်မှုအဓိကအစိပ်ပိုင်းတွေကိုပေါင်းစပ်ပြီး manual model ကိုဘယ်လိုတိုးတက်လာအောင်လုပ်မလဲဆိုတာကိုလက်နက်ရှိုင်းပြောပြသွားမှာဖြစ်ပါတယ်။ပြဿနာရဲ့အရင်းမြစ်ကိုမှန်ကန်စွာခွဲခြားသတ်မှတ်ဖို့ကအရေးကြီးဆုံးပါ။ဒီပြဿနာကကိုယ်ကြောင့်ဖြစ်တာလားဒါမှမဟုတ်ကိုယ်ထိန်းချုပ်လို့မရတဲ့ပြင်ပအခြေအနေကြောင့်လားဆိုတာကိုခွဲခြားနိုင်မှသာကိုယ့်ရဲ့အချိန်နဲ့စွမ်းရည်ကိုမှန်ကန်တဲ့နေရာမှာသုံးနိုင်ပါမယ်။ဥပမာကုမ္ပဏီတစ်ခုရဲ့ရောင်းလိုအားကျဆင်းမှုဟာစီမံခန့်ခွဲမှုအားနည်းတာကြောင့်လားအင်တာနက်ဒါမှမဟုတ်ဈေးကွက်ရုပ်တရက်ပြောင်းလဲသွားတာကြောင့်လား external effect ဆိုတာခွဲခြားနိုင်မှနိုင်ငံနဲ့ဖြည့်ရှင်းနည်းကိုရှာနိုင်မှာဖြစ်ပါတယ်။ပြဿနာတစ်ခုကိုတီးခြားမကြည့်ပဲစနစ်တစ်ခုလုံးအနေနဲ့မြင်တတ်ဖို့လိုအပ်ပါတယ်။အစိပ်ပိုင်း parts နဲ့စနစ်တစ်ခုလုံး whole ကြားကဆက်နွယ်မှုကိုနားလည်ရပါမယ်။ဥပမာကုမ္ပဏီတစ်ခုမှာဝန်ထမ်းတွေရဲ့စိတ်ဖိစီးမှုအစိပ်ပိုင်းတစ်ခုကထုတ်ကုန်ရည်သွေးနဲ့ကုမ္ပဏီဝင်ငွေတစ်ခုလုံးကိုဘယ်လိုထိခိုက်စေလဲဆိုတာကိုနားလည်ထားခြင်းဖြင့်စိတ်ပိုင်းတစ်ခုကိုပြုပြင်လိုက်ရုံနဲ့စနစ်တစ်ခုလုံးကိုဘယ်လိုကောင်းမွန်လာအောင်လုပ်နိုင်မလဲဆိုတာကိုကြိုတင်ခန့်မှန်းနိုင်ပါလိမ့်မယ်။ကြောင်းတရား action နဲ့ကျိုးဆက် reaction ဆက်နွယ်မှုတွေကိုရှာဖွေတတ်ရပါမယ်။ဥပမာစုံစမ်းရေးကြားကဆက်ဆံရေးပြတ်တောက်ခြင်းကျိုးဆက်ရဲ့အကြောင်းရင်းဟာယုံကြည်မှုပျက်စီးခြင်းဒါမှမဟုတ်ဆက်သွယ်မှုအားနည်းခြင်းအကြောင်းတရားကြောင့်ဖြစ်နိုင်ပါတယ်။ဒီ relationship ကိုနားလည်ခြင်းကပရိပက္ခတွေရဲ့အရင်းမြစ်ကိုဖော်ထုတ်ပေးပြီးနောက်တစ်ချိန်ထပ်မပြအောင်ကာဝယ်ပေးနိုင်မှာဖြစ်ပါတယ်။ပြဿနာတစ်ခုကိုကိုယ်အမြင်တစ်ခုတည်းကနေမကြည့်ပဲခြားသူတွေရဲ့ရှုထောင့်ကနေပါကြည့်တတ်ဖို့လိုအပ်ပါတယ်။ဥပမာပရိပက္ခတစ်ခုမှာပါဝင်သူ၃ရဲ့အမြင်အားလုံးကိုထည့်သွင်းစဉ်းစားခြင်းဖြစ်ပါတယ်။ရှုထောင့်မျိုးစုံကနေမြင်တတ်ခြင်းကစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုတိုးတက်စေပြီးပြဿနာအတွက်ပိုပြီးပြည့်စုံတဲ့ဖြေရှင်းချက်တွေကိုရှာဖွေစေနိုင်မှာဖြစ်ပါတယ်။ DSRB ဟာတစ်ခုချင်းတည်ကြမဟုတ်ပဲဇက်တိုက် level နေတဲ့ဖြစ်စဉ်တစ်ခုပါရှုထောင့်တစ်ခုပြောင်းလဲလိုက်တာနဲ့ဆက်နွယ်မှုအသစ်တွေဖြစ်ပေါ်လာပြီးအဲဒီကနေစနစ်အသစ်တွေပြန်လည်ဖွဲ့စည်းကခွဲခြားသတ်မှတ်မှုအသစ်တွေဖြစ်လာစေပါတယ်ဒီလိုလေးချင်းကစိတ်ဝင်စားစရာကောင်းတဲ့စူးစမ်းတတ်တဲ့စိတ်ဓာတ် curiosity mindset ကိုမြင်နေပြီးဘာလို့ဒီလိုဖြစ်နေတာလဲဆိုတဲ့မေးခွန်းတွေကိုအမြဲမေးတတ်လာစေပါတယ်DSRB framework ဟာကျွန်တော်တို့အုံနောက်ရဲ့အစိပ်ပိုင်းတွေနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်။ Hippocampus ဆိုတာကွန်ပျူတာမှာပါဝင်တဲ့ hard disk ရဲ့အလုပ်လုပ်ပုံနဲ့အဆင့်တူပါတယ်။သူကအတိတ်ကဖြစ်ပျက်တွေတွေ့ကြုံတွေကိုမှတ်သားသိမ်းဆည်းပေးပြီးလိုအပ်တဲ့အခါ
ပြန်လည်စဉ်းစားသုံးသပ်နိုင်အောင်ကူညီပေးပါတယ်။ဒါအပြင်သူဟာရေးပါတဲ့အချက်လက်တွေကိုမှတ်ဉာဏ်ရရှိသိသိဖို့အတွက် prefrontal cortex ကိုပို့ဆောင်ပေးတဲ့လုပ်ကိုလည်းလုပ်ဆောင်ပါတယ်။ prefrontal cortex ဟာကွန်ပျူတာရဲ့ CPU နဲ့တူပါတယ်။သူဟာလက်ရှိအချိန်မှာဆုံးဖြတ်ချက်တွေကိုချမှတ်ဖို့ပြဿနာတွေကိုဖြေရှင်းဖို့နဲ့မဟာဗျူဟာမြောက်စဉ်းစားမှုတွေဝေဖန်ပိုင်းခြားမှုတွေကိုစီမံခန့်ခွဲပေးပါတယ်။ပြောရရင်တော့ကျွန်တော်တို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာမြင့်ဆုံးလှုပ်ဆောင်မှုတွေကိုထိန်းချုပ်ပေးတဲ့အုံနောက်ရဲ့အဓိကအစိတ်ပိုင်းဖြစ်ပါတယ်။ amygdala ကတော့အချက်ပေးစက်နဲ့စိတ်ခံစားမှုထိန်းချုပ်စက်လို့တင်စားနိုင်ပါတယ်။ဒီအစိတ်ပိုင်းကကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်ပေးပြီးအန္တရာယ်ရှိတဲ့အခြေအနေကိုလင်းမြန်စွာချက်ပေးမှုတတိပေးမှုတွေလှုပ်ဆောင်ပါတယ်။ဒါကြောင့်ကိုကျင်တရားပိုင်းဆိုင်ရာစဉ်းစားဆုံးဖြတ်ချက်တွေချမှတ်ဖို့နဲ့အန္တရာယ်ကိုအကဲဖြတ်တဲ့အခါဒီငြိမ်မှုရဖို့အတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။အုံနောက်ရဲ့ဒီအစိတ်ပိုင်းတွေဟာတိကျသည့်လှုပ်ဆောင်တာမဟုတ်ပဲ working memory နဲ့ corpus callosum network cable တွေကတဆင့်အမြဲချိတ်ဆက်ပြီးလှုပ်ပါတယ်။ဒီအစိတ်ပိုင်းတွေပူးပေါင်းလှုပ်ဆောင်ပြီးအတွေးဖြစ်စဉ်၄ဆင့်ကိုဖြစ်ပေါ်စေပါတယ်။နံပါတ်1အာယုံခံယူခြင်းအချက်လက်တွေကိုစုဆောင်းခြင်းနံပါတ်2စီစစ်ခြင်းတွေးခေါ်ဆင်ခြင်ခြင်းနံပါတ်3ဆက်ဆက်ခြင်းအရင်တွေးကြုံတွေနဲ့နှိုင်းယှဉ်ခြင်းနံပါတ်4ဆုံးဖြတ်ခြင်းmental model ကိုသုံးပြီးတော့ရွေးချယ်ခြင်းတို့ဖြစ်ပါတယ် mental model တွေကိုတကယ်ကျိုးရှိအောင်သုံးချနိုင်လို့ခြေခံသဘောတရားတွေနဲ့ပဲမလုံလောက်ပါဘူးဒါကြောင့်အားဖြည့်စွမ်းရည်တချို့လည်းလိုအပ်ပါတယ် imagination စိတ်ကူးစိတ်သန်းကောင်းမွန်ခြင်းဟာ mental model အတွက်အဓိကအားဖြည့်စွမ်းရည်တစ်ခုပါလူတိုင်းအချိန်တူခွင့်ရေးတူရပေမဲ့အောင်မြင်မှုမှာမတူညီကြပါဘူး။ဘာကြောင့်လဲဆိုတော့ထူးခြားတဲ့စိတ်ကူးစိတ်သန်းတွေခြားနာကြလို့ပါ။အလီဘာဘာနဲ့အန်ဂရုကိုတီထောင်သူ Jeff Ma ကမကြာခဏအင်တာဗျူးတွေနဲ့ဟောပြောပွဲတွေမှာပြောလို့ရှိတဲ့စကားတစ်ခုရှိပါတယ်။ If everybody agree with you, you have no chance. လူတိုင်းကမင်းနဲ့သဘောတူနေပြီဆိုရင်မင်းမှာခွင့်ရေးရှိတော့ပါဘူး။နောက်တစ်နည်းပြောရရင်မင်းရဲ့အတွေးအမြင်တွေကိုလူတိုင်းကလက်ခံနေပြီဆိုရင်အဲ့ဒါကတကယ်ကို idea ကောင်းမဟုတ်ပါဘူး။ဒီစကားကတကယ်စိတ်ကူးစိတ်တန်းကိုသက်သေပြတာပါ။အခါတကယ်လူတချို့မထောက်ခံတဲ့အချိန်မှာပဲအနာဂတ်ကိုပြောင်းလဲပေးမဲ့အကြံဉာဏ်တွေဖွားမြင်လာနိုင်ပါတယ်။ဒါကြောင့်အောင်မြင်သူတိုင်းမှာငွေကြေးမဟုတ်ပဲစိတ်ကူးစိတ်တန်းနဲ့ဖန်တီးနိုင်စွမ်းကပထမဆုံးအားဖြည့်စွမ်းရည်ဖြစ်တည်ရှိနေရတာဖြစ်ပါတယ်။ဟုတ်ပါတယ်။ Passion ဆရာထပ်တမှုကို DSRV framework နဲ့ပေါင်းစပ်သုံးချပါကအခက်အခဲတွေကိုကျော်လွှားနိုင်မှုပုံမှန်စွမ်းအားကောင်းတဲ့ engine တစ်ခုဖြစ်လာပါလိမ့်မယ်။ရက်စစ်မီလုံးတည်ထွင်သူ Edison ဟာမီလုံးကိုမောင်းမြင်ခင်ချိန်ပေါင်း1000နီးပါးကျူးစားခဲ့တယ်ဆိုတာလူတိုင်းသိပေမဲ့အဲဒီလိုမဖြစ်မနေကျူးစားခြင်းနဲ့ဆရာထပ်တမှုကသာသူ့ကိုအောင်မြင်မှုစီကိုပို့ဆောင်ပေးခဲ့တာပါ။ကျွန်တော်တို့တွေလည်းဘဝမှာကြုံလာမဲ့ခဏတာရှုံးနေမှုတွေကိုဆရာထပ်တမှုနဲ့သာကျော်လွှားနိုင်ရင်အောင်မြင်မှုဆိုတာမြင်တွေ့နိုင်ပါပါ resilient ခံနိုင်ရရှိမှုအမှားယွင်းနေတဲ့ခက်ခဲတွေရင်ဆိုင်ရတဲ့အခါစိတ်တက်မကြပဲပြန်လဲထူထောင်နိုင်မှု resilient ခံနိုင်ရရှိမှုဟာအလွန်အရေးကြီးပါတယ် KFC ကိုစတင်တည်ထောင်သူကာနယ်ဆန်ဒါဟာသူ့ရဲ့မူလကြက်ကြော်ဆိုင်ကိုပိတ်လိုက်ရပြီးအကျွေးတွေနဲ့ကြံနေခဲ့ချိန်မှာအသက်65နှစ်ရှိနေပါပြီဒါပေမဲ့သူဟာသူ့ကားအစုပ်လေးနဲ့မိုင်ပေါင်းများစွာခီးနေပြီးသူ့ရဲ့ကြက်ကြော်ကြော်နီကိုလိုက်လံရောင်းချခဲ့ပါတယ်။ချိန်1009ချိန်အထိညှဉ်းပန်းခံရပြီးမှပထမဆုံးစောက်တောက်ဆိုင်ကလက်ခံခဲ့တာပါ။ဒီလိုမယုံနိုင်စရာကောင်းလောက်အောင်ခံနိုင်ရှိခဲ့မှုကြောင့်ပဲဒီနေ့ကမ္ဘာအနှံ့နိုင်ငံပေါင်း148နိုင်ငံကျော်မှာ KFC ဆိုင်ခွဲပေါင်း3000ကျော်ကိုဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။အောင်မြင်မှုဆိုတာအသက်အရွယ်နဲ့မဆိုင်ဘူးဆိုတာသူကအကောင်းဆုံးသက်သေပြခဲ့တာပါ။ Values and experience တန်ဖိုးထားမှုနဲ့အတွေ့အကြုံကိုယ့်ရဲ့အတိတ်အတွေ့အကြုံတွေနဲ့တန်ဖိုးထားမှုတွေဟာ mental model အတွက် GPS လိုပဲလမ်းညွှန်ပေးပါတယ်။ကိုယ့်ရဲ့ကျင့်ဝတ်ယဉ်ကျေးမှုသဘောထားတွေကမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့အတွက်အရေးပါပါတယ်။သိပ္ပံပညာရှင်တွေရဲ့ဥပမာကိုကြည့်ကြရအောင်။ Sir Isaac Newton ရဲ့ဥပဒေမှာလင်းဖြတ်တမ်းမှုအတွက်ဤသာဆိုတဲ့ကြားခံတစ်ခုရှိတယ်လို့ theory ချမှတ်ခဲ့ပါတယ်။ဒါပေမဲ့1888ခုနှစ်မှာယူဘဗေဒပညာရှင်တို့ဖြစ်တဲ့ Evan Michelson နဲ့ Arad Morey တို့ဟာဒီဤသာရှိမရှိကိုစမ်းသပ်ခဲ့ပေမဲ့ရှာမတွေ့ခဲ့ပါဘူး။
နောက်ပိုင်း1905ခုနှစ်မှာ26နှစ်ပဲရှိသေးတဲ့ Albert Einstein ဟာအလင်းရဲ့အမြန်နှုန်းကအမြဲတမ်းတည်ငြိမ်နေပြီးဖြတ်သန်းမှုဤသာမလိုအပ်ဘူးဆိုတဲ့ Special Relativity Theory ကိုထုတ်ပြန်ခဲ့ပါတယ်။ Einstein က Newton ရဲ့ဥပဒေကိုပြန်လည်ပြင်ဆင်ခဲ့ပေမဲ့ Newton ရဲ့လှုပ်ဆောင်ချက်တွေကိုအမြဲတမ်းပို့ထားပြီးလေးစားခဲ့ပါတယ်။သူဟာ Newton ကိုနည်းပညာရဲ့အခြေခံအုတ်မြစ်ကိုချပေးခဲ့တဲ့ပညာရှင်ဖြစ်အသိအမှတ်ပြုခဲ့ပါတယ်။ဒီလိုပဲခေတ်ဆက်ဆက်သိပ္ပံပညာရှင်တွေဟာကျင့်ဝတ်တဲ့တန်ဖိုးတွေကိုလေးထားပြီးသိပ္ပံပညာဖွံ့ဖြိုးတိုးတက်ဖို့အတွက်တဆင်ချင်းစီဆက်လက်လက်ဆင့်ကမ်းလှုပ်ဆောင်ခဲ့ကြပါတယ်။ဒါသူတို့ရဲ့တန်ဖိုးထားမှုတွေဖြစ်ပြီးဒီလိုအတွေ့အကြုံတွေကိုပေါင်းစပ်တာပိုကောင်းတဲ့ရလဒ်တွေထွက်လာအောင်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာအောင်မြင်ဖို့ရဖို့အတွက်ကျွန်တော်တို့ရဲ့အုံနောက်ကိုအမြဲတိုးတက်အောင်ပြုစုဆောက်ရှောက်ဖို့လိုအပ်ပါတယ်။ဒါကြောင့်နေ့စဉ်လေ့ကျင့်သုံးခုကိုလှုပ်ဆောင်ဖို့ကြံပြုခြင်းပါတယ်။အုံနောက်ကိုနားပေးခြင်းတရားထိုင်ခြင်းယောဂကျင့်ခြင်းစတဲ့နည်းလမ်းတွေကစိတ်ပိစုမှုရဲ့40%ကိုရော့ကျစေပြီးဖန်တီးနိုင်စွမ်း25%တိုးတက်စေပါတယ်။ပျော်ရွှင်စရာပတ်ဝန်းကျင်ကိုဖန်တီးပါ။ကိုယ်ကိုစိတ်တိုင်းဖြစ်စေနိုင်တဲ့ပတ်ဝန်းကျင်ကိုရှောင်ပြီးသင်မိသားစုကိုချိန်ပေးပါ။စက်မှန်တဲ့တကယ်ချင်းမိတ်ဆွေတွေနဲ့တွေ့ဆုံပါ။ဝါတဲ့ခီးထွက်ခြင်းကအုံနောက်ကိုပြန်လည်အားဖြည့်ပေးပြီးပြဿနာဖြေရှင်းနိုင်စွမ်းရဲ့35%ကိုမြင့်ဆက်စေပါတယ်။ Reflection ပြန်လည်သုံးသပ်ခြင်း။ညာရီကန်ဒီမှာတနေ့တာအတွေ့အကြုံတွေကိုပြန်လည်သုံးသပ်ခြင်းကသင်ရဲ့ hippocampus ကိုလေ့ကျင့်ပေးပြီး mental model ကိုလိုလျောက်စစ်မြစ်တင်ပေးပါမယ်။အုံနောက်ကတမ်လီလိုခိုင်မာပေမဲ့နားယူဖို့လိုအပ်တဲ့ super power တစ်ခုပါ။ mental model ကိုအားကောင်းလာစေဖို့အတွက်နားယူပါ။ကိုယ့်ရဲ့အတွေ့အကြုံကိုပြန်လည်သုံးသပ်ပါ။ပြီးတော့ DSRV framework ကိုသုံးကြည့်ကြည့်ပါ။နောက်ဆုံးစကားလက်ဆောင်ကတော့ practice make perfect just do it ပါ။မန်နေဂျာလုပ်ကြည့်ဖို့တိုက်တွန်းပေးရစီ။နောက်ပတ်တွေမှာဘယ်အကြောင်းအရာတွေကိုတင်ဆက်ပေးစီခြင်းလဲဆိုတာ comment မှာရေးပေးခဲ့ပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်